အမရေဟိုဘက်ကစက်ကူတစ်တာကြီးကိုကြည့်ပါဦးအကောင်းကြီးပဲအမိုက်ကောက်တဲ့ဦးလေးကဈေးကောင်းပေးမှတေးချတယ်နည်းနည်းပို့စုလိုက်ရင်ကြောင်းတက်ခအတွက်လောက်တော့မယ်ထင်တယ်အမရေဟိုဘက်ဘူတာကအတော်ကြီးကိုကြည့်ပါဦးထိုင်ကုန်ပေါ်မှာအားကုန်ပြီးလဲနေတယ်လို့ပဲမျက်နှာလဲဖြူနေတယ်တခုခုဖြစ်နေတာများလားအမရေမသွားရအောင်အွန်လိုင်းမှာဒီလိုကိစ္စတွေအများကြီးတွေ့ရတယ်သူတတိယလာရင်ကိုအပြစ်တင်နေရင်ဘယ်လိုလုပ်မလဲငါတို့မှစားစရာတော့မလောက်ဘူးပြောပေးဖို့ပတ်စံမရှိဘူးအမကတော့ပြောတယ်အရင်ဆုံးလူကိုကယ်ရမယ်ဒါကလူအသက်ပဲမျက်စိရှိမှမဖြစ်တယ်လို့မနေနိုင်ဘူးအတော်ကြီးကျွန်တော်ပြောတာကြားရလားနိုးပါဦးအပူလွန်နာလားအတော်ကြီးကသတိပြန်ရလာပြီးကျေးဇူးတင်ပါတယ်ကလေးတို့ရဲ့ဒီနေ့အရန်ပူလို့ယောဂဟောင်းပြန်ထလာတာခဏလေးသတိမရှိသွားတာပါလို့ပြောတယ်ပြီးတော့ပတ်စံနဲ့ထုတ်ပေးပြီးဒါလေးယူပါအတော်ကျေးဇူးတင်စကားပါမင်းတို့သာမရှိရင်အတော်ဘာဖြစ်သွားမလဲမသိဘူးလို့ပြောတယ်ဒါပေမဲ့မိန်းကလေးကမယူပါဘူးအတော်ကူညီတာကလှုပ်တင်တာပါဒီလိုအခြေအနေဆိုဘယ်သူမဆိုကူညီမှာပါလို့ပြန်ပြောတယ်အတော်ကြီးကစိတ်ထားကောင်းပြီးအကျင့်ရှိတဲ့ကလေးတွေပါပဲအတော်မှာအရေးကြီးကိစ္စရှိလို့တွားရတော့မယ်တကယ်ကျေးဇူးတင်ပါတယ်လို့ပြောပြီးထွက်သွားတယ်ခဏကြာတော့မောင်လေးကစားအိတ်တအိတ်ကိုကင်လာတယ်ဒီပတ်စံဘဲကရတာလဲအမကမေးလိုက်တယ်အတော်ကြီးရဲ့အိတ်ကျသွားတော့ဒီစားအိတ်ထွက်ကြလာလို့ကောက်ထားတာလို့မောင်လေးကပြောတယ်အမကြီးဒီထဲမှာ3000ရှိတယ်ငါတို့2ယောက်ကျောင်းစေးအကုန်လောက်ပြီးနေ့တိုင်းအမိုက်ကောက်ပြီးမနေရတော့ဘူးအမကစိတ်ဆိုးပြီးမင်းလိန်နေတယ်အတော်ကိုကူတော့အိတ်ထဲကခိုးယူထားတာမဟုတ်လားလို့ပြောတယ်မောင်လေးကဘလို့ရတာဖြစ်ဖြစ်အရေးမကြီးဘူးငါတို့တက္ကသိုလ်ဝင်ခွင့်ရပြီဒီပတ်စံနဲ့ပြဿနာအားလုံးပြည်လည်မယ်လို့ပြန်ပြောတယ်အမကမိဘတွေမသေးခင်ဘာပြောခဲ့လဲမှတ်မိလားစင်းရဲလို့ရပါတယ်ဒါပေမဲ့ကိုပတ်စံမဟုတ်ရင်တပြားတောင်မယူရဘူးဒီပတ်စံကိုမူလအတိုင်းပြန်ပေးရမယ်ပြီးတော့တောင်းပန်ရမယ်လို့ပြောတယ်မောင်လေးကငါတို့တောင်ထမင်းစားဖို့ခက်နေပြီအမကဒီလိုစည်းကမ်းတွေပြောနေတော့မယ်လို့ပြောတယ်အမကအခက်ခဲကြီးလေကိုစိတ်ကိုထိန်းထားရမယ်မင်းเจ้าစည်းကိုငါအလုပ်3ခုလုပ်ရတစ်နှစ်လုံးအမိုက်ကောက်ရစုမယ်လို့ပြောပြီးအခုငါနဲ့အတူအတော်ကိုပတ်စံပြန်သွားပေးမယ်လို့ပြောလိုက်တယ်အမနဲ့မောင်လေးတို့အတော်ကြီးကိုပတ်စံပြန်သွားပေးကြတယ်အမကအတော်ကြီးအိတ်ထဲမှာပတ်စံ3000ပြောနေတာရှိလားစစ်ကြည့်ပါဦးဒီပတ်စံကအတော်ပတ်စံပါလို့ပြောပြီးပြန်ပေးလိုက်တယ်ပြီးတော့ကျမမောင်လေးကိုတေချာမဆုံးမနိုင်ခဲ့တာကျမအမှားပါအတော်ကိုတောင်းပန်ပါတယ်လို့ပြောတယ်အတော်ကြီးကမင်းတို့ကိုအပြစ်မတင်ပါဘူးကလေးတို့လူတိုင်းမှာမှားတတ်တဲ့အချိန်ရှိပါတယ်လို့ပြောတယ်ပြီးတော့ဒီလိုလုပ်မယ်ဒီထက်က1000ကိုတော့အတော်ပြန်ယူမယ်ကျန်တဲ့2000ကိုမင်းတို့အတွက်ကျေးဇူးတင်လက်ဆောင်ဖြည့်ယူထားပါလို့ပြောတယ်ဒါပေမဲ့အမကအတော်ကြီးမယူနိုင်ပါဘူးကျမတို့အခြေအနေမကောင်းပေမဲ့ကိုယ်ပိုင်မဟုတ်တဲ့ပတ်စံကိုမယူပါဘူးလို့ပြန်ပြောတယ်အတော်ကြီးကသူတို့အဝတ်စားတွေကိုကြည့်ပြီးចောင်းသားတွေလိုဝတ်ထားတာပဲဘာလို့ကြောင်းမသွားပဲဒီမှာအမိုက်ကောက်နေတာလဲလို့မေးတယ်မိန်းကလေးကအတော်ကြီးကျမတို့2ယောက် desk company မှာနေရာဒီအလုပ်ဝင်ပြီးចောင်းစေးရှာနေတာပါဒါပေမဲ့2လကျော်လုပ်ပြီးတာတော့မန်နေဂျာကလစာမပေးသေးပါဘူးလို့ပြောတယ်အတော်ကြီးကအံ့ဩသွားပြီး desk company မှာအလုပ်လုပ်ပြီးလစာမရဘူးလားမဖြစ်နိုင်ဘူးကျမတို့ကုမ္ပဏီကဝန်ထမ်းလစာမပေးပဲမထားပါဘူးလို့ပြောတယ်ပြီးတော့အမှန်ကိုဖွင့်ပြောလိုက်တယ်တကယ်တော့ကျမကဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌပါလို့ပြောတယ်မောင်လေး